Hello ဝင်းယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။တန်တလွန်ကြီးတွေတီးတဲ့ချိန်တောင်ပြန်ရောက်လာပြီ။ဝင်းယူကတော့လေရာသီပေါ်စားဒီလက်လက်ဆက်ဆက်ကလေးတွေချက်စားရတာကိုအရန်သဘောကျတယ်။ဒီနေ့လေတန်တလွန်ကြီးတွေကိုအရေတောက်လေးချက်စားမယ်။ထူးထူးဆန်းဆန်းတော့မဟုတ်ပေမဲ့မြန်မြန်ဆန်ဆန်နဲ့အရန်စားလို့ချိုတဲ့ဟီးလေးတစ်ခွက်ချက်မယ်။ပါဝင်ပစ္စည်းတွေကတော့ထုံးစံအတိုင်းကျွတ်သွန်ဖြူကျွတ်သွန်နီခရမ်းချင်ကြီးနဲ့ငါးလေးနဲ့ထည့်ချက်ပါမယ်။အရင်ဆုံးကျွတ်သွန်ဖြူကျွတ်သွန်နီကိုစနွင်းလေးနဲ့စီတက်တဲ့အယောင်တင်မုတ်လေးနဲ့နည်းနည်းလေးထည့်တယ်။အကြာကြီးတော့စီမတက်ဘူးတစ်ချက်နှစ်ချက်လောက်မှွေလိုက်တယ်ပြီးရင်ငါးပါးတစ်ခါရောပြီးတော့လှိမ့်လိုက်တယ်ငါးငမြလေးတစ်စုံထည့်ပါတယ်ပြီးရင်ပဇွန်ချောင်းမုံလေးတစ်စုံထည့်တယ်ဝီယူမှာပဇွန်ချောင်းမုံမကြိတ်ရသေးလို့ဒါပဇွန်ချောင်းကြော်ထားတဲ့အမုံပေါ့နော်ပဇွန်ချောင်းကြော်လေးကိုထည့်လိုက်ပါတယ်ခင်းချင်လေးခက်ကြီးကြီးစိတ်ထားတာထည့်တယ်တန်းတလုံဒီလေးနဲ့တစ်ခါရဲထည့်လိုက်ပါတယ်ဒီနေ့ကအရေတောက်လေးချက်တာဆိုတော့ရေများများထည့်တယ်ရေထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါတယ်10မိနစ်လောက်တည်ထားပြီးတော့ဟင်းအိုးလည်းပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်ဖွင့်ပြီးတော့ဝင်းတို့အရသာလေးမြည်ကြည့်ပါတယ်ဟင်းရည်လေးမြည်ကြည့်လိုက်တော့စားပေါ့နေလို့စားလေးနည်းနည်းထည့်ရပါတယ်တန်းတလွန်တီးကနူးနူးအီအီလေးဖြစ်သွားပြီဆိုလို့ရှိရင်ရပါပြီနောက်ဆုံးမှာနန်းနန်းပင်လေးအုပ်လိုက်ပါတယ်ဝင်းကတော့နန်းနန်းပင်ကြိုက်လို့နန်းနန်းပင်နန်းချင်းအုပ်ပါတယ်တန်းတလွန်တီးနဲ့ငါအရေတောက်ဟင်းရည်လေးရပါပြီဒီဟင်းလေးကလေအရန်ရိုးရှင်းတဲ့ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လေတန်းတလွန်ဒီရဲ့အရာသာကိုထိထိမိမိစားရတယ်ဆိုတော့ဝင်းယူလိုတန်းတလွန်ဒီကြိုက်တဲ့လူတွေလည်းဒါမျိုးဟင်းလေးချက်စားကြည့်နော်